လာပါဒီနေ့မှာကျွန်တော်ကိုဖလက်ရဲ့ channel ဟို reaction လုပ်ပြပေါ်မှာဖြစ်ပါတယ်အားလုံးပဲကြည့်လိုက်ပါကြည့်ကြရတာဗျာ YouTube မှာ4 flat လို့ F4 က whatever ရဲ့ flat 4 flat လို့ရရှာပြီးရှာလို့ရပါတယ် Okay ဗီဒီယိုလေးကိုသွားလိုက်ကြအောင် let's start ရဲ့ကဲချောင်းနာလို့ချောင်းနာပြစ်ပြီးအဲ့ဒီအချိန်မှာဗျာကိုဖလက်လေးလို့ချောင်းနဲ့ချိန်ထားလို့ဗျာဒီလားမချိန်ထားလို့ဆိုလို့ရှိရင်ဟိုကောင်ပြန်ပြစ်သွားတယ်လို့ပြောမှာဟိုကောင်ထွက်လာမှပြစ်တယ်ဆိုလို့ရှိရင်အဲ့ဒါပြန်သေးသွားဖို့ခွင့်ရများပြီဗျာအဲ့ကောင်ချိန်နေတာအဲ့ကောင်ချိန်နေတာကိုရောမျက်စိလင်းညံသွားလို့ဒါမှမဟုတ်ဒီလားကိုဖလက်သေးဦးမှာဟိုကဦးမှုချလိုက်တာပေါ့အဲ့ဇုံထဲမှာဟောစကူကြီးကငြိမ်နေတာပဲလို့စကူကြီးကငြိမ်ဘာစကင်နာချိတ်ဘာဟိုမှာကျွာလောက်ထားရလဲမင်းနော်ဘာစတင်များချိန်တာလဲဒါအတက်အော်တိုက်တဲ့ event တော့လားမသိဟာစကူမပါပဲပြတာဟေ့စကူမပါပဲပြတာနော်ဟေ့တော့တေးအောင်အော်နှစ်ထက်ကြီးဟာနှစ်ယောက်ဘူးအိုးဟုတ်တယ်စကူမပါပဲပြတာမိုက်တယ်ဘာပဲပြတာနော်တကောဒါတက်အော်တိုက်တယ်နော် event လားမသိဘူးနော်ကျွန်တော်တခြားမသိဘူးအမဒီအေးဟုတ်တယ်အမတီးရောငါတေးတော့မနော်တော့ပဲအဲ့အမတီးအဲ့ခုံပြနေစကမပြောတယ်အကောင်မတက်နဲ့မပြောလိုက်အဲ့တက်မနေမှာရှိရမတက်ဘူးရဒီတော့ရှော့ကန်ရကိုလည်းရှော့ကန်ရပြီကျွန်တော်လည်းရှော့ကန်ကိုပါကျွန်တော်ရဲ့ရင်ပြီးတော့ view တရားကျွန်တော်ရရတဲ့ကြောင့်ကြည့်ရပြီးအားလုံးကြည့်အများကြီးတင်ပါတယ်ဝီဗီယန်လေးကဒီဗီဒီယိုတော့ဝီဗီယန်လေးခံနေတော့ရှော့ကန်နဲ့ထုတ်ပြီးလားတော့ဆိုညက်တာရက်ခံပါအေးဟိုမှာသူ့ဟွာလမ်းမရှိရအဲ့ဟိုသူ I don't know ဖြစ်တယ်သူ့ view လေးရှိတယ်ဗျာသူဖန်လေးဘယ်ဝီဗီခွက်တယ်ဟာကိုဖလကရက်ဆက်တယ်ဘဝလို့ကိုဖလကတာရက်ဆက်တာပဲယုံကြည်ပါလေဟမ်ဘာပြောတာကိုဖလက်ပြောတာကြားလိုက်တော့အတန်လေးကျေရွာနော်သူပြောလိုက်တာကိုဖလက်ပြောလိုက်တာ rule number 1အတန်လေးကျေရွာရန်သူကိုမယုံကြည်ပါနဲ့ဟာအေးပါကွာကိုဖလက်ကြီးကရက်ဆက်ပြီလို့ကိုဖရန်ကိုအဲ့လိုတိုးရက်တယ်ကိုဖလက်မလို့ဆိုင်ငယ်ဝင်နော်ဆိုင်ငယ်ဖြစ်ပြီးထိရကျွန်တော်ပြောရင်ကိုဖလက်ကဒီဘက်ကလာလိုက်ပြီဗျာတွေ့လားအဲ့ဒီဘက်ကလာဘက်ကနော်ဒီတော်ကြီးပြစ်လိုက်တာကျွန်တော်တော့မတွေးလိုက်ဘူးကိုဖလက်အဲ့လိုဖြစ်သွားဗျာကျွန်တော်တော့မတွေးလိုက်ဘူးအဲ့ဘက်ကလာလိုက်တော့ဒါပေမဲ့ကိုဖလက်တင်းမှာကိုဖလက်ကတင်းမယ်လားရောဟာထွက်တီးရတာအေးရှာအိုး FB နဲ့ပြက်တာနော် FB နဲ့ပြက်တာဖိပါတိုင်းပါဗျမြန်မာရတပိုင်ဟာခလောင်းအဲ့လိုစကင်းကြီးကြောက်ခရတကောင်လားဟုတ်တယ်ဒါဟိုအတောက်တိုက်တဲ့အေးပါဟိုရဒီမှာကြည့်ဒါလေးတွေ့တာအဲ့ဟာလေးပါတယ်ကျွန်တော်မှတ်မိတယ်လို့ဆိုလို့ရှိရင်တောက်တိုက်တဲ့အေးရဗျာဘလိုမျိုးပါဗျာနိုင်ရင်းပါတယ်မတယောက်ဒီတော့နဲ့ပြလိုက်ပြီသေးလားမသေးရုပ်ရှာကဆင်းလာပြီကိုဖလက်ကိုမတွေ့ဘူးထပ်သွားလာတယ်ကိုမပေါ့ကိုစကုံးတွေ့ပြေးပဲကိုမတယောက်ရှော့ကန်ကွာဘလို့ရှော့ကန်နဲ့ပြလွယ်တစ်ချက်ညချာကြီးမပြ3ချက်လောက်လွယ်ရောနော်နောက်ကောင်တော့ဟာလားအဲ့ဒါမှ3ချက်လောက်လွယ်ရောဟုတ်တယ်အခုနောက်ပိုင်းကျွန်တော်တို့သိလားအရန်အိမ်နေလွဲလာသိလားဟုတ်တယ်လို့ကျွန်တော်ပဲအင်းစကီးကြီးကြားတယ်ဘာဖြစ်လို့မသိဘူးဘောဖလက်တွေမှာမဟုတ်ဘူးဘောစကန်ဘိုင်လို့အင်းစမအော်တော့ဘူးကောမရှိဘူးကိုဖလက်မှာသူနာဗျာကိုဖလက်ကလွဲတာမဟုတ်ဘူးနော်အဲ့လွဲတာမဟုတ်ဘာဖြစ်တောင်ဆိုတော့ဗျာနိုင်ငံကာနေလို့ရပြီဟာဒီအကြီးတော်တော်မိုက်ရယ်စကင်ကြီးကကောင်းနှစားရအဲ့3ကောင်လေးပေါ့ဗျခရနော်ဒါဘာကြီးအဲ့ဟိုကြီးဘာယူမသိအိမ်ပြချအော်အေးပစ္စည်းရထုတ်ပြီးတာအကီယာပါတယ်လားအချောင်းတွေ့လားအကီယာဒီမှာရှော့ကန်းကြည့်ရှင်နည်းနည်းတော့ပြီမရှိဘူးလေကိုရWatch out ကိုရ
ဘောတမ်ကွာဘောတမ် မိုက်အဲ့တော့ reaction ဆိုတော့တဘောပဲလုပ်ပြပါမယ်လုပ်ပါနဲ့ဗျရေရှင်ကြီးပါပဲကျွန်တော်ဝင်ဆော့တာတော့မဟုတ်ပါဘူးကျွန်တော်လည်း game တော့ကျင်နေတယ်ရေရှင်မဲလုပ်လိုက်တယ်အော်အေးလို့ငါ့ကြီးကိုကငင်းနေတယ်ခုံမီရောခဏနေအောင်ပဲအဲ့ကောင်ဗျအဲ့ကောင်ဘာမှမသိလားအဲ့ကောင်ကကိုဖလက်ကိုမပြစ်လို့သူကသွေးရော်သွားတာသွေးရော်ဒီမှာစကမားချက်အဲ့တော့ကိုဖလက်ကတီးပြီးအဲ့ကောင်ဒီဘက်ကိုတန်းသွားပါတယ်တဲ့အရှိမကြည့်နောက်မကြည့်ဒီသူ့နောက်ကဆိုမထိုင်ထားလို့ပြီးတော့ကိုဖလက်ကိုပြင်နေညာသူ့နောက်ကလို့ပဲပြန်ပြင်အဲ့ကိုဖလက်ကလွဲပြီးတော့ကိုဖလက်ကဟိုပြတော့သွေးရော်အဲ့တော့ဟိုကောင်ကမသိလားသွေးလည်းပြန်ပြင်သွေးရဖင်ကပ်ပဲကျန်တာသွေးကြည့်ရတယ်လို့ထွက်လာတော့ကိုဖလက်ကပြည့်ထည့်လိုက်တာ short အကြည့်ရရEs que me fui. Oh. Skama por ya tiene. Skama. Hoy baba. ဟုတ်တယ်ဟာမျက်စိကလင်းလိုက်တယ်ဟာခုံမထိုးနေဟာဒီတိုက်တာဟုတ် နေပါတော့ ခုံမထိုးနေဘယ်လို ဟိုရကြည့်ပါလား ဟုတ်တယ်တက်မှာတက်တော့တိုက်တဲ့ event နေဟိုဟာကြီးကျိုးဆွဲပြီဖန်နီဘလိုလေးမိုက်ဟာဒါဘယ်လိုလုပ်တော့မလဲငါမလုပ်တော့ရင်းတော့ကိုဖလက်ပြပြဘူးပါ တော့ပြောင်းလိုက် အမင်းအော်ကျွန်တော်သိပြီဟဲ့ဟောဗျာပြက်လိုက်ပြက်ပြက်သိမ်းလိုက်အဲ့လိုပြက်လိုက်ပြန်သိမ်းလိုက်ပြက်လိုက်ပြန်သိမ်းလိုက်လို့ပြောအဲ့ဒီပေါ်ဆောင်းမရှိုးထိုးပါဗျာအဲ့လာနဲ့အရှိကိုရောက်သွားလေတီအိုးလေတီရမိုက်လိုက်လားစကင်းအဲ့အမနှစ်ကောင်မချက်ပဲဟာဘာဖြစ်တော့ဟဲ့အကဟာကရအကောင်ဟာကဒီမှာပဲကိုဖလက်ကြီးသွေးပြေးဆင်းလာသွေးလည်းမရောဘူးဗျာပြီးလို့ရှိရင်ခေါင်းတစ်ချက်ထိရအဲ့ဒီတစ်ချက်ထပ်ပြတာမထိကြီးမထွက်သွားပြီးလို့ရှိရင်အဲ့ကောင်ခေါင်းတစ်ချက်ပြတက်ပြရအောင်ဒီအကောင်က level 4ကုန်ကန်ကြီးလေးပဲကျွန်တော်ပြပြီးပြန်ကျွန်တော်ပြီးပြန် အညာဟော level 4ကုန်ကန်ကြီးပဲကျွန်တော်ပြီး ဟောနော်ထပ်သွား အဲ့ကြီးမခံဘူးဗျာအဲ့ အဲ့ ဒါ ဒီစစ်ဖွင့်ကြီးအကျိုးကြီး ဘာဖြစ်လဲကြီးကကာပြီးအဲ့လိုမခံဘူးဒါတော့သွားပြီအော်ပြောက်ကိုချိန်အောင်များလာလို့ကိုဖလာတို့တာတိုင်ရင်ပြောင်းပြီးလိုက်ကန်နေပါတယ်ပြီးရဒီတော့ပဲကြည့်ချပြရဒီအောင်ချင်းနေတော့ကျေးဇူးများတင်ပါ Bye bye